ဟာစိမ့်ဆိုးနေစိမ့်နာနောက်မှထားဟိုမှာကြည့်အောင်ကိုဘူးဟာ Burj Khalifa လေသိရလေကဘာအမြင့်ဆုံးလေကဘာတကိုကြီးဆုံးဘာကြီးပြောနေရလဲကဘာအမြင့်ဆုံးမှာကဲဒီကဘာအမြင့်ဆုံးဆိုပေဘယ်လောက်မြင့်လဲသိလားပေတော့မသိဘူးမီတာတော့သိရ830မီတာမြင့်တာ830မီတာမြင့်လာလားကဲရောက်တော့လေးမေးလိုက်အောင်မေးရောက်ခဲ့မင်းနဲ့မပြီးတော့ဘူးဟုတ်လေဟာမေးတဲ့ဟာပြောမင်းအိမ်ချမ်းမြေလောကမှာယင်းနှိမ့်ညွန့်နိုင်ကြရပေါ့နော်ကဘာနိုင်ငံအသီးသီးမှာယင်းနှိမ့်ညွန့်နိုင်ကြရတယ်ဒါပေမဲ့ဘာလို့ဒူဘိုင်းမှာလည်းယင်းနှိမ့်ညွန့်နိုင်ဖို့လူတွေကပြောကြတယ်ကဲအဲ့တော့ UK မှာ evaluation tax ဘယ်လောက်ပေးရလဲပြောဟာအများဆုံးရှိ9%လုံး10%လုံး15%လုံးပေါ့အဲ့ဒါ property value ပေါ့မူတည်သေးရလေဟုတ်တယ်ဟုတ်တယ်ဒီမှာတရားမကိုပေးရမလားမိုက်လိုက်ရကြီးနောက်ဘာရှိသေးလဲဘာရှိသေးလဲဆိုဥမာကိုပြန်ရောင်းလို့အမြတ်ရလို့ရှိရင် capital gain လို့ခေါ်တဲ့ tax ရှိတယ်ဟုတ်တယ်ရှိတယ်18%နဲ့24%ကြာကိုပေးရတယ်လေဒီဘက်မှာတရားမကိုပေးကြမလို့ဥမာကိုအိမ်ပိုင်နေကွာလူနဲ့ပြန်ငှားစားခြင်းကြရကိုယ့်ကိုနေတဲ့အပြင်ပတ်သက်ဖို့လို့ဝယ်ထားတဲ့လူငှားစားခြင်းကြအဲ့ဒါရော tax ပေးရတယ်မဟုတ်ဘူးတဲ့ UK မှာပေးရတယ်ဒီမှာတရားမကိုပေးကြမလို့ပြီးတော့ဘာရှိသေးလဲသိလားလာစဉ်ပေးမဲ့ plan နဲ့ပေးမှလား6လတစ်ခါပေးမှလား3လတစ်ခါပေးမှလားကိုကြိုက်တယ်လို့ကို flexible ဖြစ်တယ်လို့မျိုးပေးလို့ရတယ်မစိုးဘူးအဲ့ဒါကြောင့်မို့ဒီမှာ investment လုပ်နေတာ share ကိုဝယ်မှလားဝယ်ရမှာပေါ့ဝယ်မှဆိုအခုသွားမယ်ကဲသွားမယ်